အားလုံးပဲမင်္ဂလာပါချိန်ခုကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့တော့ပစုံစီပြန်ဟင်းရိုးရှင်းလွယ်ကူမြန်ဆန်ပေါ့နော်ချက်စားမယ်ပြင်ဆင်ထားမှာကတော့ကျန်းကျင်ဒီပပလီထားမယ်ကျက်တွန်နေပပလီမယ်ပြီးရင်ကျက်တွန်ဖြူနဲ့ဂျင်းထောင်းမှာဖြစ်ပါတယ်ပြီးရင်ပစုံကိုတန့်စင်ပြီးတေချာစီကြောပေးဖို့လိုပါတယ်ပြီးရင်တော့စားစနွင်းမုံကြက်သားမုံထည့်ပြီးတော့နေထားမယ်ဒီမှာဖြစ်နိုင်ရင်တော့နေပြီးတော့ဒီကတက်တာပထမ10မိနစ်20လောက်နှထားပေးနိုင်ရင်တော့ပိုကောင်းတယ်ပေါ့နော်ကျွန်မကတော့အဲ့လောက်ထိအချိန်မရတဲ့အတွက်မလုပ်ပါဘူးဒီတိုင်းတော့နေထားမယ်ပြီးရင် CO တဲမယ်စီပူလာရင်ကျက်သွန်နီထည့်မယ်စနွင်းနည်းနည်းထည့်မယ်ကျွန်မကတော့အယောင်တင်မသုံးပါဘူးပြီးရင်ကျွန်မချက်တဲ့ဟင်းတွေကိုလိုက်ကြည့်မယ်ဆိုရင်တော့စီတုံးတာနဲတာတွေ့ရမှာဖြစ်ပါတယ်ဆိုတော့စီကိုအတတ်နိုင်ဆုံးနဲအောင်ထည့်ပြီးချက်စားနိုင်တော့ပိုကောင်းပါတယ်စီဂျက်သွန်နီစီတက်ပြီးတော့ဂျက်သွန်နီကအဝါရောင်တန်းလာပြီဆိုရင်တော့ဂျက်သွန်ဖြူနဲ့ဂျင်းထည့်ထားတာထည့်မယ်ဒီညမှာမိတ်ဆွေတို့မှာချင်တာကတော့ဂျက်သွန်နီအရန်ကြက်သွားတဲ့ခါမှာထည့်ရင်တော့ကြက်တာမညီတဲ့အတွက်တူးသွားတတ်ပါတယ်ပေါ့နော်ဂျက်သွန်နီဂျက်သွန်ဖြူဂျင်းရပြီဆိုရင်ခန်းကျင်ဒီပပလီတာထည့်မယ်ပြီးရင်ခန်းကျင်ဒီထဲမှာစားထည့်မယ်ကြက်သားမုံထည့်မယ်ဒီညမှာမိတ်ဆွေတို့မှာချင်တာကတော့စားကြက်သားမုံကိုဒီခန်းကျင်ဒီအတွက်ပဲထည့်တာပေါ့နော်ပစုံတွက်ကတော့ခဏပါပြီးသားဖြစ်တယ်ဆိုတော့ခန်းကျင်ဒီလိတ်သွားပြီးစီးပြပြီဆိုရင်တော့နေထားတဲ့နှက်ထားတဲ့ပစုံကိုထည့်လိုက်မှာဖြစ်ပါတယ်ပြီးရင်ရေနဲလေးထည့်မယ်ပေါ့နော်အများကြီးတော့ထည့်စရာမလိုပါဘူးပြီးရင်အဖုံးလေးအုပ်ပြီးတော့ခဏထားမယ်ဒီညမှာမိတ်ဆွေတို့အနေနဲ့ငရုတ်တီးစိမ့်ငရုတ်တီး6လေးထည့်ချင်လဲကိုတဘောပဲပေါ့နော်ထည့်စားချင်တော့ရပါတယ်ကျွန်မကတော့ကလေးစားမှဖြစ်တဲ့အတွက်ငရုတ်တီးတွေမထည့်ပါဘူးပြီးရင်စီဒီလက်ခမ်းပြီးတော့စီပြန်တဲ့အထိယူမယ်ပေါ့နော်တကယ်လို့မိတ်ဆွေတို့ကတော့စီများထည့်မယ်ဆိုတော့စီပြန်ပြီးတော့အယောင်တင်လေးနဲ့ဆိုတော့ပိုလာမှာပေါ့နော်ကျွန်မကတော့စနွင်းလေးနဲ့ခန်းကျင်ဒီအယောင်နဲ့ပဲဖြစ်တယ်ပြီးရင်အရေခမ်းပြီးတော့စီလေးတွေပြန်လာပြီးဆိုရင်တော့ပပလီထားတဲ့နံပင်လေးအုပ်လိုက်မှာပေါ့နော်ကျွန်မကတော့စီနေထားတာဖြစ်တဲ့အတွက်ရေလေးနည်းနည်းလေးခြံထားတာပေါ့နော်ပြီးရင်အဖုံးအုပ်ပြီးတော့ပြန်ဖွင့်ပြီးတော့ခဏဆိုရင်ပြန်လဲသုံးဆောင်လို့ရပါပြီအင်တာမအရသာရှိတဲ့ဟင်းရမှာဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်